ကဲအတီးရောအတုပ်ကောတူတူစားကြမယ်ရှင်နော်မန်လေးကိုပြန်ရင်းနဲ့မမတို့ကလည်းလေတိလားကျွန်တော်ကလည်းဒီနေ့အာနာနဲ့နော်စကားပြောချင်တာနဲ့ညင်းလိုက်အောင်မယ်မမတို့ကလည်းလေပြန်ကားလန်ကားပြောရင်ပြန်ကားလန်ကားပြောတယ်လို့ပြောအောင်မှာကျွန်တော်နော်ဒါဟဲဒီအတုပ်ပြီးကြတော့ကိုနီးကိုဟန်နဲ့ဝိတ်ထိန်းတဲ့အတုပ်ပါဆိုမှကြက်သားထက်နော်တကယ်လို့စိတ်ပါတယ်ဆိုလို့ရှိရင်အကုန်လုံးစုပြုံထည့်ပြီးတော့အရေးကျိတ်ပြီးတော့ juice နေနဲ့လည်းတောက်လို့ရတယ်မစိတ်ပိုင်အကုန်လုံးလို့ရတယ်နော်ဒီဟာကလေတတ်မှတ်ထားတာမရှိဘူးအစာများစိတ်သိမ့်လို့လားလို့တွေးကြည့်တော့လေဒီမဲ့အတုပ်စုံနေစားကြတယ်အတုပ်ဆိုင်နေမှာလေမြင်းခွာရွက်တုပ်တို့ဂျင်းတုပ်တို့ဘာလို့စားပြီးလို့ရှိရင်လေကြက်ကြော်နဲ့တွဲစားကြတာမဟုတ်ဘူးလားအဲ့တော့ကျွန်တော်တခါလေးတပရိတ်ထဲပြီးတော့အောင်လို့အစုံပလုံးကုန်ထည့်တာစိတ်ပိုင်အိမ်ရှိရအပင်လေးပါအကုန်ထည့်လို့ရသေးတယ်နော်တိလားမြင်းခွာရွက်တို့ဘာလို့အပင်လေးတိလားဂွေးရောက်ရွက်တို့ဘာလို့ပါထည့်လို့ရတယ်ထည့်ခြင်းမမတို့ဆိုဒီမှာလေတိလားတခုခုဆိုလို့ရှိရင်အမှားလည်းမခံဘူးနော်ဒါကျွန်တော်အတုပ်လေးဒါကျွန်တော်ဝိတ်ထိန်းတဲ့အတုပ်ဝိတ်ထိန်းတာဆိုတော့ကြတော့လေခန္ဓာကိုယ်ရော့ရဲမသွားအောင်လို့တိလားအဓိကဝိတ်ထိန်းတဲ့လူတွေအတွက်ကအဓိကကြက်သားဆိုတော့ကြက်သားထိတ်တာလေအမရဲ့နော်ပကံစီရတယ်လေတက်တာတယ်တခုလေရောကြိတ်ပြီးတော့ဒီပကံနဲ့စိုက်တော့ပကံစီရတက်တာတယ်ဟုတ်ဘူးလားနော်မတို့ဆိုဒီမှာလေနော်ပြန်ပြောရင်ပြန်ကလန်ကပြောရင်ပြောအောင်မှာတိလားရော့စားမယ်တူမတရားပြတက်မှတ်ချက်ဆိုအော်ကျွန်တော်စာစိတ်များတင်တာလားဆိုပြီးကျွန်တော်ချက်ချင်းစဉ်းစားလိုက်တော့အော်လို့အတုပ်စုံနေဆိုင်နေလဲကြက်ကြော်နဲ့တွဲရောင်းတာပဲဥစားလို့ဟိုဟာလို့ကြက်ကြော်နဲ့မြင်းခွာရဲနဲ့လဲတွဲစားလို့ရပါတယ်လို့ကြက်သားနဲ့လို့ဘာဘူးလို့ကျွန်တော်မှစူမရိုင်းမဲ့ဟောင်းမဲ့လူမရှိဘူးကျွန်တော်ကကျွန်တော်စားတာပဲဟုတ်ဘူးလားစားကောင်းသင်္ကန်းဆက်နောက်စီကနေပြက်နေရဒီနေ့တော့ဝိတ်ချခြင်းစိတ်တွေနည်းနည်းမှုဝင်လာပြီပေါ့ဗျာအဲ့ဆိုတော့ခုတော့တော့စားလိုက်အောင်မယ်ဒါလေးကတခွားမွေးလေးပါရှင်တခွားမွေးရလေတကယ်ကိုတလစာပေးထားတယ်လို့ပဲလုံးဝပဲကျွန်တော်ကလည်းဝေးတင်နိုင်ဝေးပြီးတော့လေကျွန်တော်အရန်ကြိုက်လို့ရေခဲတက်တယ်မှာ3လုံးလောက်ထည့်ပြစ်တယ်ဒါနောက်ဆုံးတစ်လုံးနောက်အဲ့ဒါလည်းကျွေးတယ်ညကောင်းမတရားကောင်းစောင်းမအိမ်မှာတုတ်စားကြည့်မဒီလိုမျိုးလဲအတုံးနဲ့တကိုက်အသီးနဲ့တကိုက်လဲစားလို့ရတယ်အဲ့လိုစားကြည့်ဘာမှမဖြစ်ဘူးထူးခြားတာကတော့ပကံဆေးရတက်တာတယ်သိလားနော်ဟဲ့အစုံချက်နေမှာတဲ့ငါဗီတာမင်အစုံရတယ်ဟုတ်တယ်မလားသူမှမရှိတာဟဲ့မဲ့လူမရှိတော့လွမ်းစားမကောင်းကြဗျာ